ငါတွင်ပြစ်မရှိပဲသေရတော့မယ်ငါမှာပြစ်မရှိသည့်မှန်ရင်ဒီဘဝမှာသေတော့နောက်ဘဝတွင်တင်းတို့နှိမ့်နေအားလုံးပဲမင်္ဂလာပါဗျာရန်တီနီလာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပကံရင်ပါပြတ်သုံးသွားပြီးတဲ့နောက်မှာပထမမြန်မာနိုင်ငံတော်ဟာဝါစီပြည်တဲ့ကဲ့သို့ပြိုကွဲသွားပြီးပရိသေနိုင်ငံငယ်တွေပေါ်ပေါက်ခဲ့ကြပါတယ်မြောက်နဲ့ရှေ့မြောက်မှာရှမ်းစော်ဝါများအလဲမှာဗမာတောင်နဲ့အနောက်ဘက်မှာမွန်နဲ့ရခိုင်တွေအုပ်စုလိုက်မင်းပြုနေထိုင်ခဲ့ကြပြီးအချင်းချင်းမကြာခဏနယ်မြေလူတိုက်ပွဲများဆင်နွှဲနေခြင်းဖြစ်ပါတယ်ခရစ်နှစ်1312ခုနှစ်မှာတည်ရသူဟာပင်းရမြို့ကိုတည်ထောင်ပြီးအေယာရီမြစ်တောင်ဘက်ပိုင်းကိုအုပ်ချုပ်တယ်လို့သူရဲ့သားတော်စောရွမ်းကအေယာရီမြစ်မြောက်ပိုင်းကိုအုပ်ချုပ်ပြီးစကိုင်းမြို့ကိုတည်ပါတယ်နှစ်ပေါင်း52နှစ်အကြာခရစ်နှစ်1364မှာမောရှန်နေလာတိုက်တဲ့အတွက်စကိုင်းနဲ့ပင်းရပျက်စီးခဲ့ပါတယ်ဒီလိုနဲ့တိုင်းပြည်ဟာတူတူငါသမင်းအုပ်ချုပ်ပြီးပြက်နေချိန်မှာအလဲပိုင်းဒေသမှာတော့သရိုးမင်းပြကလူသူလက်နဲ့စုယုံပြီးတော့အင်းဝကိုစတည်ခဲ့ပါတယ်သရိုးမင်းပြနောက်ဆက်ခံတဲ့မင်းကြီးစောစွာကဲလက်ထက်မှာအင်းဝဟာအင်အားကြီးဗြေဒရစ်နိုင်ငံတွေဖြစ်သို့ရောက်ရှိခဲ့ပါတယ်မြန်မာနိုင်ငံထပ်ပိုင်းမှာအင်းဝကိုအခြေပြုပြီးအင်အားတောင်တင်းလာသလိုအောက်မြန်မာပြည်မှာလည်းဟန်တာရီသားတို့ဖုံးတကူကြီးထွားလာပါတယ်ဒါသာရီမင်းလက်ထက်မှာ36နှစ်လုံးဟန်တာရီနဲ့အင်းဝစစ်ဖြစ်ခဲ့တဲ့အတွက်တိုင်းငံလုံးမီးဟုံတောက်နေသလိုပြည်သူပြည်သားတွေကလည်းစစ်တမ်းကိုအလူလဲခံစားနေရပါတယ်ဒီလိုအင်အားကြီးနိုင်ငံနှစ်ခုအားပြိုင်နေချိန်မှာအင်းဝလက်အောက်ခံမြို့သားတဦးကတော့ဖြစ်လာနိုင်တဲ့အခြေအနေတွေကိုအသေးစိတ်ပြင်ဆင်ပြီးပေးရမယ့်အခွင့်အရေးကိုစောင့်ဆိုင်းနေပါတယ်တောင်ငူမြို့ဟာစစ်ပေးတဲ့နဲ့ဝေးတဲ့စစ်တောင်းမြို့ဝမ်းမှာရှိတဲ့အတွက်ပြည်သူပြည်သားတွေရဲ့ခိုလုံဟာဖြစ်လာခဲ့ပြီး၎င်းတို့ထဲမှာရည်ချင်းရှိတဲ့လူတော်တွေအများအပြားပါဝင်ခဲ့ပါတယ်မင်းကြီးညိုလက်ထက်တောင်ငူဟာရေလွဲ9ခရိုင်နဲ့ပတ်ဝန်းကျင်နယ်ပယ်တွေကိုပါစုယုံနိုင်ခဲ့တဲ့အတွက်ပြည်သူနိုင်ငံတွေကြားမှာတတိထားဆက်ဆံရတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်တက္ကရာ886မှာနိုင်ငံအနှံ့မိုးတဲထန်စွာရတဲ့အတွက်အင်အိုင်ဆဲကန်တွေတာယူကျိုးပေါက်ပြီးမြို့ရွာတွေရေလွှမ်းခံခဲ့ရပါတယ်ဒီထဲမှာစိုးအဆုံးနေရာတစ်ခုဖြစ်တဲ့ငနွယ်ကုန်းရွာနီးမှာရှိတဲ့စင်အောင်ကန်တော်ကြီးကိုဆဲဖို့အတွက်တပ်ပါဘိုလူပေါင်းချန်ရံပြီးတော့မင်းကြီးညိုကိုယ်တိုင်ကြီးကြပ်တော်မူပါတယ်အဲ့ဒီမှာတပင်ရွှေထီးရဲ့မိခင်ဖြစ်လာမဲ့ငနွယ်ကုန်းတကြီးသမီးခင်ဦးကိုတွေ့ပြီးတော့မင်းကြီးညိုကမြစ်တာတက်ဝင်တဲ့အတွက်ကြောင့်မလို့ရာဇဒေဝီဘွဲ့ချီးမြှင့်ပြီးတော့မိဖုရားအဖြစ်တင်မြှောက်ပါတယ်။တပိုင်းမှာတော့တပင်ရွှေထီးကမွန်မင်းသားမင်းရဲ့ကြော်စွာဝင်စားတယ်လို့ဆိုပါတယ်။မင်းကြီးညိုကခင်ဦးမိဖုရားနဲ့ဆက်တော်ခုနေချိန်မှာထူးဆန်းတဲ့အိမ်မက်ကိုမတ်တယ်လို့ဆိုထားပါတယ်။အိမ်မက်ထဲမှာကျွန်ုပ်ဒီဓမေစီရီမင်း၏သားတော်မင်းရဲ့ကြော်စွာဖြစ်သည်ဟုဆိုကအမိဝမ်းတို့ဝင်တယ်လို့မှတ်ကြောင်းပြောထားပါတယ်။ဒီနေရာမှာမွန်မင်းသားမင်းရဲ့ကြော်စွာအကြောင်းကိုအချင်းပြောပြပါမယ်။ဟန်တာရီပြည့်ရှင်ဓမေစီရီမင်းဟာမလို့သူတွေကဂုံချောလျှောက်ထားတဲ့အတိုင်းသူသားမင်းရဲ့ကြော်စွာဟာသူ့ကိုပုံကန်တယ်လို့ယုံကြည်သွားပါတယ်။ဒါကြောင့်မင်းရဲ့ကြော်စွာငယ်ကျွန်နေနဲ့မြို့ပြင်ထွက်တာကိုသိသွားတဲ့အခါမှာ